ကုမ္ပဏီတခုဆိုတာလေရှုပ်ထွေးတဲ့စက်ကြီးတစ်လုံးလိုပါပဲဒီနေ့မှာတော့အဲ့စက်ကြီးကိုလေဘက်စေတဲ့အဓိကကျတဲ့အင်ဂျင်လေးလုံးကဘာတွေလဲဘယ်လိုလုပ်လို့လဲဆိုတော့အတွင်းကြလေ့လာကြည့်ကြအောင်ကဲအားလုံးတိကျတဲ့ဗီဒီယိုဂိမ်းအသစ်တစ်ခုဘယ်လိုမွေးဖွားလာတယ်လဲဆိုတာကိုဇလန်တပုတ်လို့လိုက်ကြည့်အောင်စစ်ကူးလေးတစ်ခုကနေလူတွေလက်ထဲရောက်လာတဲ့အထိဒီ creation ကြီးတစ်ခုလုံးကဇီဝရေးလုပ်ငန်းတွေရဲ့အဓိကလှုပ်ဆောင်ချက်တွေကိုနားလဲသွားစေမှာပါဒါကတော့အဓိကအချက်ပါပဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာတစ်ခုတည်းနဲ့ဒီစောက်ထားတာမဟုတ်ဘူးသူကအပြန်အလှန်ချိတ်ဆက်ပြီးအလုံးလုံးနေတဲ့စိတ်ပိုင်းတိုင်းတို့အများလေးနဲ့ဖွဲ့စည်းထားတဲ့စနစ်ကြီးတစ်ခုပါအထူးသဖြင့် IGCE စာမေးပွဲတွေအတွက်ဆိုရင်မဖြစ်မနေတိထားရမယ့်အတိတ်ကလုပ်ငန်းဆောင်တာ၄ခုရှိပါတယ်အဲ့ဒါတွေကတော့ခုနပြောတဲ့ video game လေးရဲ့ဖန်တီးမှုခီးလက်မှာဖျက်သွားရမယ့်အဆင့်တွေပါပဲဟုတ်ပြီဘယ်ကနေဆက်လိုက်ကြမလဲကဲပထမဆုံးအဆင့်ကိုရောက်ပါပြီအများစုကတော့ game တစ်ခုကို programmer တွေကစလုပ်တယ်လို့ထင်ကြမှာပေါ့ဒါပေမဲ့တကယ်တမ်းလို့အဲ့ဒီလိုမဟုတ်ပါဘူးဒီ create ကဈေးကွက်ရှာဖွေရေးဌာန marketing department ကနေစတင်တာမှာ marketing ဆိုတာကြော်ညာတာပဲလို့ထင်နေလားတကယ်တော့အများကြီးပိုကျပြတ်ပါတယ်သူတို့ရဲ့တာဝန်တွေကကနိုး idea စဉ်းစားတာကနေဈေးနှုန်းဘယ်လောက်ထားမလဲဘယ်လို promote လုပ်မလဲ game ထွက်ပြီးရင်တော့ customer တွေစီက feedback ယူတာအထိအကုန်သူတို့နဲ့ဆိုင်တာပါအခုဒီမှာစာမေးပွဲအတွက်အရန်အရေးကြီးတဲ့အသွုံးတော့တစ်ခုရှိပါတယ်အဲ့ဒါကတော့ဈေးကွက်သူတေသနာသို့မဟုတ် market research ပါဒါကဘာလဲဆိုတော့ company ကထင်ရဆွတ်လုပ်တာမျိုးမဟုတ်ပဲ customer တွေကဘာကိုတကယ်လိုချင်နေတာလဲဆိုတာကိုအချက်လက်တင်နဲ့တေးသေးချာချာစုံစမ်းတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပါပဲကဲဟုတ်ပြီ marketing ကနေ idea ကောင်းရပြီဆိုရင်ဘာဆက်လုပ်မလဲအဲ့ idea တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့တက်ကုန်ထုတ်လုပ်မှုဌာန production team စီကိုလွှဲပြောင်းပေးရပါတယ်game ဆော့နေရတဲ့ရုပ်တရက် game ကိုထွေသွားတာတို့ error တက်တာတို့ကြုံပူကြမှာပါအဲ့လိုမဖြစ်အောင်ကာဝယ်တဲ့လုပ်ငန်းစဉ်ကိုအရေးသွေးထိန်းချုပ်မှုဒါမှမဟုတ် quality control လို့ခေါ်ပါတယ် IGCSE တော့လေဒါကအရေးကြီးတဲ့တုံးတစ်ခုပေါ့ပြောရရင်တော့ game နဲ့ bugs တွေကိုရှာပြီးရှင်းထုတ်ပြတာပါပဲစိတ်ဝင်စားဖို့ကောင်းတာတစ်ခုက quality control မှာဆိုရင် game စမ်းတဲ့သူတွေတည်တံ့ရှိတယ်သူတို့အလုပ်ကဘာလဲဆိုတော့ game ကိုနိုင်ပေါင်း1000နဲ့ချီပြီးစော်တယ်ဘာလို့လဲ game ကိုပြအောင်လုပ်ဖို့ပဲအဲ့ဒီလိုလုပ်ရင်းနဲ့အမားအယွင်းတိုင်းကိုရှာဖွေပြီးပြင်ဆင်ကြတာပါကဲတတိယမြောက်ဌာနကိုရောက်လာပါပြီတောင်မြခဏလေးနော်ခုနပြောတဲ့ marketing အလုပ်တွေ production အလုပ်တွေအဲ့ဒါတွေကိုဘယ်သူတွေကလုပ်နေကြတာလဲအဲ့ဒီမေကွန်းရဲ့အဖြေကဒီမှာပါဝန်ထမ်းခေါ်ယူခန့်အပ်ခြင်းသို့မဟုတ် recruitment ဆိုတဲ့စီးပွားရေးအသုံးအနှုန်းတစ်ခုရှိပါတယ် human resources HR ဌာနရဲ့အဓိကအလုပ်ကတော့ဒီ game ကိုအောင်မြင်အောင်တိစောက်နိုင်မဲ့အိမ်မက်အဖွဲ့သားတွေ a dream team ကိုစူးစီးပေးဖို့ပါပဲ HR အကြောင်းစမသွားခင်ရှေ့ကဌာနတွေအကြောင်းကိုဘယ်လောက်မှတ်မိလဲဆိုတာခဏလေးစမ်းကြည့်အောင်ဥပမာ customer တယောက်ကလေအေးပေးတဲ့အတစ်တလုံးရဲ့ဈေးနှုန်းကိုဖုံးဆက်မေးတယ်ဆိုပါတော့ तू ကဘယ်ဌာနနဲ့စကားပြောရမလဲဟုတ်ပါတယ်အဖြေမှန်ကတော့ marketing ဌာနပါပဲမှတ်မိကြတယ်ဟုတ်အစောပိုင်းကစိမ့်တယ်မှာစိမ့်နှုန်းတမတာရောcustomer service ကိစ္စတွေရောကသူတို့ရဲ့တာဝန်တွေမှာပါတယ်လေကဲကောင်းပြီအေရှာကြောင်းပြန်ဆက်လိုက်အောင်ကဲနောက်ဆုံးနဲ့အရေးကြီးဆုံးဌာနတစ်ခုကိုရောက်လာပါပြီဒီဌာနတွေအားလုံးဒီလူတွေအားလုံးအလုပ်လုပ်ဖို့အတွက်ပိတ်ဆန်ကဘယ်ကလာမှာလဲဒီမေခိုးကိုဖြည့်ဖို့အတွက်နောက်ဆုံးတော့ချက်ကြတဲ့စာမေးပွဲအထုံးလုံးတစ်ခုကိုတည်ဖို့လိုပါတယ်အဲ့ဒါကတော့ budget သို့မဟုတ် budget ပါပဲဒါကကုမ္ပဏီတစ်ခုလုံးပဲဆန်တွေအလွန်ကျွမ်းသုံးပြီးဒေဝါလီမခံသွားရအောင်လို့ဌာနတစ်ခုချင်းစီရဲ့အသုံးဆွဲနိုင်တဲ့ငွေကိုကန့်သက်ထားတဲ့ဗန်ဒါရေးအစီအစဉ်တစ်ခုပါပဲ finance ဌာနက production အဖွဲ့ကိုဘယ်လိုပြောပလဲဆိုတော့ဒီလိုမျိုးပေါ့ဒီ game ကိုလုပ်ဖို့ဒေါ်လာ350ပဲရမယ်တာကုန်မင်းတော့တပြားမှပုံမရဘူးအဲ့တော့ဒီပေါင်ထဲမှာပဲအဆင်ပြေလို့ဆိုပြီးပေါင်ခတ်ပေးလိုက်တာပါဒါကသူတို့ကိုပိတ်ဆန်ကိုထိထိရောက်ရောက်300တောင်တွားပေးလိုက်သလိုပါပဲအခုအားဆုံးကိုပြန်ပြီးခြုံငုံထုံတက်ကြည့်ရအောင်စာမေးပွဲအတွက်ရောတကယ်လက်တွေ့မှာပါအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒီဌာနတွေထဲကဘယ်တစ်ခုမှတယောက်တည်းတိကျရက်တည်လို့မရပါဘူးအားလုံးဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိတ်ဆက်နေကြတာပါအဲ့ဒီလိုချိတ်ဆက်လို့ဆောင်တဲ့အခါဘာတွေဖြစ်တယ်လဲဒီဥမာကိုကြည့်လိုက်ပါဌာနတွေကြောင်းမှာသဘောထားကွဲလဲမှုတွေရှိလာနိုင်တယ် production ဌာနကဂိမ်းအရေးတွေကောင်းဖို့လူတော်တွေလိုတဲ့ပိတ်ဆံပို့သုံးရမယ်လို့ပြောမယ် finance ဌာနကကျတော့မဖြစ်ဘူးအသုံးစိတ်တွေရှော့မှာဖြစ်မယ်လို့တင်းခံနေမယ်ဒီလိုတင်းမာမှုမျိုးတွေကလုပ်ငန်းတိုင်းမှာအမြဲရှိနေတတ်ပါတယ်ဒါကြောင့်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုလက်ဆင့်ကမ်းပြေးပွဲတစ်ခုလိုမြင်အောင်ကြည့်လို့ရပါတယ် marketing က idea ဆိုတဲ့တုတ်တိုလေးကို production ကိုပေး production ကဒီဆောက်ပြီးရင် HR ကိုပေး
HR ကအဖွဲပေး finance ကငွေကြေးထောက်ပံ့ပြီးအားလုံးရဲ့ရလက်ကိုစောင့်ကြည့်ပြီးအဲ့ဒီလိုနဲ့နောက်ဆုံးပန်းတိုင်ကိုအတူတူရောက်အောင်တွားကြရတာပါ ကဲနောက်ဆုံးအနေနဲ့အခုတီးတွားတဲ့အချက်လက်တွေကိုတုံးပြီးစဉ်းစားကြည့်ဖို့စာမေးခွဲပုံစံမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေလုပ်ငန်းတစ်ခုမှာအားနည်းတဲ့အချက်အဆက်တစ်ခုရှိနေတယ်ဆိုရင်ဘယ်ဌာနကလုပ်ငန်းတစ်ခုလုံးကိုအမြန်ဆုံးကြရှုံးသွားစေနိုင်မလဲပြီးတော့ဘာကြောင့်လဲ